ပြင်းထန်တဲ့ငလျင်လှုပ်ခြင်းကိုကြုံတွေ့ခဲ့ရပြီးနောက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပြန်လည်ကုစားဖို့ဆိုတာခက်ခဲနိုင်ပေမဲ့ချင်းယူပြီးကိုယ့်ကိုယ်ကိုဂရုစိုက်မယ်၊ကိုကြီးတောင်းမယ်ဆိုရင်တဖြည်းဖြည်းပြင်ကောင်းလာနိုင်ပါတယ်။ဒီလိုခြေအနေမျိုးမှာစိတ်တန်ရာကိုကုစားနိုင်ဖို့နည်းလမ်းတချို့ကိုလည်းမျှဝေပေးလိုက်ပါတယ်။နံပါတ်1ကိုယ့်ရဲ့ခံစားချက်ကိုအတိအမှတ်ပြုပါ။ငလျင်လျော်ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကိုကြုံပြီးတဲ့နောက်ထိတ်လန့်ခြင်း၊ကြောက်ရွံ့ခြင်း၊ဝမ်းနည်းခြင်း၊ဒေါသတက်ခြင်းဒါမှမဟုတ်ဘာမှမခံစားရဘဲထုံတိုင်းနေခြင်းတွေဖြစ်တာဟာပုံမှန်ပါပဲ။ဒီလိုခံစားချက်တွေကိုလျစ်လျူမရှိဘဲရင်ဆိုင်ရပါမယ်။နံပါတ်2လူမှုရေးအကူအညီတွေရယူပါ။သင်ရဲ့အခြေအနေကိုနားလည်တဲ့မိသားစုမိတ်ဆွေတွေနဲ့ပြောဆိုဆွေးနွေးပါ။ငလျင်တန်ခံစားခဲ့ရတဲ့သူတွေအတွက်ဖွဲ့စည်းထားတဲ့အထောက်ပံ့အဖွဲ့တွေမှာပါဝင်ကူညီပါ။တယောက်တည်းတည်တံ့မနေပဲအခြားသူတွေနဲ့ဆက်သွယ်ပါ။နံပါတ်3ကိုဂရုစိုက်ပါအနားယူမဲ့အချိန်မှာနားပြီးကိုရောစိတ်ပါအဆင်ပြေလာအောင်အချိန်ပြန်ယူပါကျန်းမာရေးနဲ့ညွညွတ်အောင်နေထိုင်ပြီးအာဟာရပြည့်ဝတဲ့အစားအစာတွေစားပါရေများများတောက်ပါအေးဝအောင်အိပ်ပါအိမ်ထဲမှာပဲတယောက်တည်းမနေပါနဲ့လမ်းလျှောက်ပါအသက်ရှူလေ့ကျင့်ခန်းတွေလုပ်ဆောင်ပါနံပါတ်4စိတ်ဖိစီးစေတဲ့အရာတွေကိုလျှော့ချပါsocial media ပေါ်ကငလျင်နဲ့ပတ်သက်တဲ့သတင်းတွေစက်တိုက်ကြည့်နေတာမျိုးတွေလျှော့ချသင့်ပါတယ်။ငလျင်အကြောင်းကိုတတိယမိပြီးစိုးရင်ပူပန်မှုတွေဖြစ်လာခဲ့ရင်ခဏအနားယူပါ။နံပါတ်5စိတ်ငြိမ်အောင်နည်းလမ်းတွေသုံးပါ။ငလျင်အကြောင်းကိုမတွေးပဲအခုလက်ရှိအချိန်ကိုပဲအာရုံစိုက်နိုင်အောင်စိတ်တည်ငြိမ်စေတဲ့နည်းလမ်းတွေဥပမာအသက်ပြင်းပြင်းရှူခြင်းတရားထိုင်ခြင်းတို့ကိုလှုပ်ဆောင်ရပါမယ်။နံပါတ်6မိမိစိတ်ဝင်စားတဲ့အရာတွေကိုလှုပ်ဆောင်ပါ။တခြင်းနားထောင်ခြင်း၊စောက်ဖက်ခြင်းဒါမှမဟုတ်အခြားစိတ်ဝင်စားတဲ့အရာတစ်ခုခုကိုလုပ်ပါစိတ်အစဉ်သင့်ဖြစ်တဲ့အချိန်ကိုကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကိုပြောပြခြင်းကလည်းစိတ်သက်သာရစေနိုင်ပါတယ်။နံပါတ်9လိုအပ်ရင်ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါအကယ်၍စိုးရိမ်စိတ်လွန်ကဲခြင်းစိတ်သက်ချခြင်းဒါမှမဟုတ်အိမ်မက်ဆုံးမခြင်းအဖြစ်အပျက်တွေကိုပြန်ပြီးမြင်အောင်နေခြင်းတို့ဖြစ်နေရင်စိတ်ကျန်းမာရေးဆရာဝန်သို့မဟုတ်ကျွမ်းကျင်တဲ့စိတ်ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပါနံပါတ်10အခြားသူတွေကိုကူညီပါသင်ရက်ရွာတွေကအခြားလိုအပ်နေသူတွေကိုကူညီခြင်းဟာကိုယ့်ကိုယ်ကိုယုံကြည်မှုကိုခံစားရပြီးမျှော်လင့်ချက်တွေလည်းပြန်လည်ရရှိစေနိုင်ပါတယ်နံပါတ်9ကိုယ့်ကိုယ်စိတ်ရှည်ပါစိတ်တန်ရာပြောက်ဖို့အတွက်အချိန်ယူရပါမယ်။မြန်ဆန်ပြောက်ဖို့အာမထုတ်ပါနဲ့။ကိုယ့်အတင်းတွန်းအားမပေးပါနဲ့။တိုးတက်ပြောင်းလဲမှုအသေးစားတွေကိုကြည့်ပြီးမိမိပြောင်းလဲမှုကိုဂုဏ်ယူပါ။ငလျင်လုပ်ပြီးနောက်ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာစာအုပ်တွေကိုပြန်ဆောက်ရုံနဲ့မဟုတ်ပဲကိုယ်တိုင်နဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးအခြေအနေတွေကိုပါပြန်လည်တည်ဆောက်ရတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မကနီဖိုင်းမြန်မာကနေပြီးတော့ငလျင်လုပ်ပြီးနောက်ဖြစ်ပေါ်တတ်တဲ့စိတ်တန်ရာကိုကုစားနိုင်ဖို့နည်းလမ်းတချို့ကိုမျှဝေပေးလိုက်ပါတယ်။